one time အိုင်ပေါ့နော် one two ဖတ်ပါဦး130အိုင်ကိုရှေ့ဟပ်ပြန်လုံးတာကိုပြပြီပေါ့နော်လုံးပြီးတဲ့ရောက်လေโอเคဒါကကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ဒီကောင်လေးကသူများလုပ်ပြီးသားပေါ့နော်ဆက်မလဲလို့လည်းပို့လို့တာပြန်လုပ်ပေးရတာသူဘာလုပ်ပေးရလဲဆိုတော့ဘာ YZ တို့ဘာ guide တို့ပေါ့လို့လဲပေးရတာပေါ့နော်ဒါကျွန်တော်တို့ဘာ YZ စမ်းကြည့်တယ်ဒီကောင်ရှေ့ကလုံးမှဆိုရင်ဒီကောင်မီကိုထွက်တဲ့ကြောင်းရင်းတွေဒီဆောင်လဲတဲ့ကြောင်းရင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်ရှေ့ဟပ်ပါတယ်ပါတော့ပေါ့နော်ရှေ့ဟပ်ပါမယ် piston မှာလည်းပါတော့ပေါ့နော် piston ကတော့ကျွန်တော်တို့ပြန်မလုပ်တော့ဘူးကတော့ဆိုတော့ piston ကအသစ်ပဲစင်မျက်နှာဟပ်မျက်နှာလည်းအသစ်ပဲပေါ့နော်โอเคဒီမှာကျွန်တော်တို့ဒါဘာပြန်ထည့်ပေါ့နော်အဲ့ဒါနဲ့ပုံစံတော့ဒါကျွန်တော်ပြရပေးရတော့ခဏဒါအတဲလေးဒီလိုလေးထည့်ရမယ်ဘာထည့်တဲ့မှာ special 2ပေါ့နော်ဘွားတွေနဲ့ဝိုင်းပုံစံလေးနဲ့ပေါ့နော်ဒီမှာသူဘာကထည့်ပြီးဘောတေးဘာလေးဖော်ပြီးရင်နိုင်ထည့်ရအောင်ပေါ့နော်သူကဘယ်လိုစပရိန်နဲ့ဆိုတော့စပရိန်နဲ့အောက်ဆင်းသွားရင်တက်လီနဲ့တက်ကဒီဘာထဲမှာကြံခဲ့အောင်ပေါ့နော်အောက်မှာခံတာတော့ဘာအောက်ဆင်းမထောက်ရအောင်နှိပ်ချရကြရင်ကိုဖုံးလေးခံရတာပေါ့နော်ဝတ်စားလေးခံရရတယ်ရှင်းပြီးဒီလိုခံလို့ရတယ်နော်ဒါဘာကိုင်းဘာနှစ်ဖက်ထည့်ပါပြီနော်ကျွန်တော်တို့မှာကန်ရှက်ထည့်ပါနော်ကန်ရှက်ထည့်တဲ့ပုံစံကိုပြရတယ်နော်ကန်ရှက်ကဒီလိုလက်ပြပုံစံလေးပေါ့နော်ဟောပုံလားပန်းသီးပုံစံအခုံးလေးပေါ့ဒီပုံစံတိုင်းထည့်ရရှင်ပြေးမှာမနော်ဟိုမှာကတော့ဒါကန်ရှက်ထိုင်းနေမှုလေးပေါ့နော်မဖြောက်ရသေးတာကန်ရှက်မှုလေးထိုင်းမှုလေးဖြောက်ပြီးရင်ကန်ရှက်မထိုက်ခင်အင်ဂျင်ဝိုင်းပါလေဘေးဘေးစီရပြတော့မထိုက်ခင်တော့ဒီကအင်ဂျင်ဝိုင်းလောက်မှာဆိုအင်ဂျင်ဝိုင်းအသက်လေးဆုပ်ပေးရမယ်ဒီရင်ကန်ရှက်ထည့်အောင်ပေါ့နော်အဲ့စီစောဒီမှာလောက်ရပုံစံတန်းလေးပဲထည့်မယ်ဒါကြတော့တိုင်ပက်လက်ကိုထိုင်းနေအောင်ပေါ့နော်ပင်ပေါ့တိုင်ပက်လက်ပင်ကိုအဲ့မှာမူဒီရရှိတဲ့ဘက်ရှမ်းကနေပါပေါက်ရှိတဲ့ဘက်ရှမ်းထားပါနော်အဲ့မှာကျွန်တော်ထောက်ရလွယ်အောင်ထောက်မထောက်ဆိုရင်တော့ဘွေးတိုင်တဲ့ထည့်ပြီးတော့ရေးထုတ်ရတာပေါ့နော်ဒီကောင်ကလည်းအဲ့ဒါတိုင်ပက်လက်ထည့်တယ်ပုံစံလေးပြရအောင်ထဲချားမှထဲတဲ့ပုံစံတော့ဒီမပြလိုက်ရတော့အေးဒါကတော့အရေးကြီးတယ်ပေါ့နော်ကောင်းပါနဲ့အစကပေါ့နော်မပရောမျက်နှာပေါ့နော်ပရောမျက်နှာလည်းဒါအချောပေါ့နော်အသစ်ဒါသူတို့လဲရတာမကြသေးဘူးဟမျက်နှာလည်းဒါကျွန်တော်တရတာနော်ဒါဆရာပြောတဲ့အတိုင်းမှန်မော်တင်ပြီးတော့ကိုဘက်4တောင်နံပါတ်4တောင်လားသူသိချာချောတာနော်ဒီမှာကျွန်တော်တို့တိုက်ပေးဒါတပင်ချိန်ပေါ့နော်ဒါကန်ရှက်ကိုတပင်ချိန်မဲ့ဒီမှာကချိန်ရောနော်ဒီမှာ0ပုံစံတွေရော0က1 2ရှိတယ်ဒါမှာ0အနေထားလေးနဲ့ပေါ့နော်တပြေးကြီးတွေဖြစ်ရမယ်အဲဒီဘက်ကောင်းအောင်မပြောလိုက်ရင်တော့အစတွေတွေ့ရတော့ဒီမှာပြင်မှာဆိုတော့ဟိုပစ္စတင်ကိုထိတ်တင်တာကြောင့်မပြလိုက်ရဘူးပြခဏကြောပစ္စတင်ထိတ်ပဲတင်ပြီးတော့မှကန်ရှောက်ချိန်ပြီးထည့်လိုက်တယ်ပေါ့နော်ကန်ရှောက်မှုလေးကိုတင်မယ်ကန်ရှောက်မှုလေးကိုတင်ပြီးဒီဟိုမှာသူလိုရတဲ့ဘူးလေးထည့်ပေါ့နော်ဒါသူရဲ့ဒီမှာတော့ net တင်းတာတော့ကိုယ့်ရဲ့အချိန်ဆနဲ့ပဲတင်းလိုက်တယ်ပေါ့နော်ဒါစနစ်တကျဟိုဘယ်နှယူတန်မီတာဆိုပြီးရိုက်ထည့်လိုက်ရတော့ရှိပေါ့နော်ဒါကျွန်တော်တို့တပ်ပိတ်ချိန်မယ်တပည့်စီပါမိပါတပည့်ချိန်တာတော့ဒီမှာတပည့်ချိန်တဲ့ကောင်လေးရှိတယ်ပေါ့နော်တပည့်ချိန်လေးနဲ့ဒါရေတော့ချိန်တာပေါ့နော်အရင်ဆုံးကောင်ဆန်းတာပေါ့ဒါဘယ်လောက်ချိန်ရှိဆိုတာโอเคမှာတပည့်ချိန်ပြီးဒါကျွန်တော်တို့တက်ပိတ်ချိန်နေမှသူကအပေါ်ကတော့ကျွန်တော်30ပေါ့နော် 0.10 ပေါ့နော်10 mm နဲ့ပေါ့နော်အောက်ကလည်းကျွန်တော် 0.15 mm 15ပေါ့ဒါဆိုအောက်15ဆိုပြီးချိန်နေပါတော့
မှကျွန်တော်ကမကြလို့လည်းဟားတော့ဆိုပြီးတော့ဒါအပေါ်ဘက်ကအပေါ်စီပါပုံမှန်ဆိုတင်းရအောင်ပေါ့နော်တင်းရမှာဆိုတော့ကပ်ပဲလည်းနဲ့ဒါမကြရဆိုပြီးတော့တင်းလေးပဲပြန်ချိန်ရတယ်ပေါ့နော်ဘာတမချေတကွာနဲ့တခြားလေးချိန်ပြီးတယ်ဟာပြလောင်းပေါ့နော်တေးကြအောင်မြန်လောင်းရအောင်တေးကြရင်တော့ဒါနှစ်ခါဖျောက်တယ်တစ်ခါထိပါပြီနော်ရွလို့တော့ကဟာလုံးတာဦးတေးချလုံးမယ်ဟမ်းမင်းတာရသားမယ်ပြီးရင်ဘာကိုက်တေးကျော်တို့ဘာခဏကဟိုပေါင်းတာကလိုင်းပေါင်းတာနဲ့ကလိုင်းရတယ်နော်ဒါကိုကျွန်တော်မရိုက်ထားရတော့မရိုက်ထားရဆိုတတိမရအောင်ဖြစ်သွားတယ်ကလိုင်းပေါင်းတာနဲ့ကလိုင်းလိုက်ချိန်မှာပေါ့နော်ကိုရောင်းနေနဲ့ဘာမှတိပြီးရင်ကလိုင်းပေါင်းတာနဲ့ဘာမနဲ့ပြင်းနဲ့ဘာကွင်းဘာကိုင်းနဲ့တိချာမျက်နှာပြင်ဘယ်လောက်ထိလဲဆိုတော့ကျွန်တော်တို့ကပို့မနိုင်တော့မျက်နှာပြင်အပြည့်တော့မထိလိုက်နော်ဒီဘိန်းတော့မှဒါမျက်နှာပြင်3ပုံ2ပုံလောက်ထိတယ်နော်3ပုံ2ပုံလောက်ထိပြီးတော့မှချာထဲတာပဲပေါ့နော်ဘာကလေးလုံးဝကြီးရနော်လေးလုံးမဲ့စီလုံးမဲ့သူတင်ရတယ်ပေါ့နော် pressure ဘလောက်ဆိုတော့ကျွန်တော်တို့ကတော့စမ်းရတာမရှိပါဘူးလက်လိုက်နေပဲမှရတယ်အားကြောင့်ဘာကွင်းဘာကိုက်တွေဘာကိုက်ကချောင်းနေလို့လက်နဲ့ပဲဆန်းတယ်ပေါ့နော်ကိုရလက်နဲ့ပဲဆန်းတယ်ဘာကိုက်ချောင်းလို့ဘာကိုက်လဲတယ်ဘာကွင်းတွေပြန်သားတယ်အားကြောင့်တစ်ထဲတယ်ဘာဝိုက်စီထဲတယ်ဘူဘာကိုက်ချိန်မယ်အားကြောင့်ဒီဘိန်းကတော့စလစ်ပြန်မလောက်ဘူးပေါ့နော်ဒါတို့လောက်ပြီးသားပဲဆန်းတို့ကခိုက်တော့ကြောင့်တို့ကအနောက်ဘက်ကိုလောက်ပြီးတော့မှချိုးထားတော့เนาะအစီချမ်းချိုးရတော့ကြောင့်ကျွန်တော်ပြန်လုပ်ပေးတာပါโอเคပါ